တမန်တော်ထိမှာပထမအဆုံးခွန်အားပြလာတဲ့အတင်းတော်နောက်ပြီးတော့တပါးအမျိုးသားကိုရောနောက်ပြီးတော့ပတ်ဝန်းကျင်ကိုရောဒီလိုအဝံဂေလိပြုတဲ့အတင်းတော်ဖြစ်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီနေရာမှာအများကြီးလဲဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ဒီနောက်ဆုံးပိုင်းကြတော့ဒီဟိုတဲ့အနောက်ရှေ့ကြီးအများကြီးရှိခဲ့တယ်။ဒါမှမဟုတ်ပြန်တိချမ်းမှာဆိုလို့ရှိရင်တော့အဲ့ဖက်အတင်းတော်ကတမန်တော်ထိကိုပူစားပြီးတဲ့အတင်းတော်အနေနဲ့ဒီလိုရေးထားတာဖြစ်တယ်။အဲ့ဒါကြောင့်မလို့ပထမအုပ်ဆုံးတော့ကောင်းတယ်ဒါပေမဲ့နောက်ပိုင်းကျတော့အနောက်ရှက်ပြုခံရလို့လေနည်းနည်းရွေ့လျော့သွားတဲ့သဘောရှိတယ်ဒါပေမဲ့ဒါဒီဟာကဒီသူတို့သိမရွေ့လျော့ခင်တုန်းကသူတို့ဘယ်လိုခွန်အားယူရမယ်ကျွန်တော်တို့ခရိယန်တွေကဘယ်လိုယုံကြည်သူတွေကဘယ်လိုခွန်အားယူရမယ်ဆိုတဲ့အကြောင်းကိုရေးထားတာဖြစ်ပါတယ်ပေါ့နော်အဲ့ဖက်သွားဆောင်ကဟုတ်ပြီအဲ့ဒီကနေပြန်ဒီအခန်းဒီနေ့တော့အခန်း6အငယ်30ကနေ20အထိပြောမှာဖြစ်ပါတယ်။အဲ့ဖက်ခန်းကြီး6အငယ်30ကနေ20အဲ့တော့ဒီအဲ့ဖက်စာဆောင်ရဲ့အချင်းချုပ်ကိုပြောမယ်ဆိုလို့ရှိရင်တော့အရင်တစ်ပတ်လည်းကျွန်တော်ဟောခဲ့တယ်ဒါပေမဲ့အဲ့ဒီမှာကိုပြန်တတိယအောင်ပြောပါမယ်။အခန်းကြီး1အငယ်1ကနေအခန်းကြီး3အဆုံးအထိကဘာအကြောင်းကြီးရေးထားတယ်လဲဆိုလို့ရှိရင်တော့သူကဒီကျွန်တော်တို့ကိုခရစ်တော်အားဖြင့်ဖျားသခင်ကအကျဉ်းပေးနေတဲ့အရာတွေရှိတယ်။ဥပမာတာဖြစ်ခွင့်ပေးတယ်၊ကေတင်ချင်းပေးတယ်၊ရွေးကောက်တယ်အဲ့ဒါတွေကဟိုကဘာဖန်ဆင်းမိကလေးကသူကြံစီထားပြီးမှအခုအချိန်မှာကျွန်တော်တို့ကိုလှုပ်ဆောင်ပေးနေတာဖြစ်တယ်။အဲ့ဒီအရာတွေနောက်ပြီးတော့ဘေကိုဘေနီယာထိနေရာချထားသလိုဆိုတော့ကောင်းကင်ပုံမှာကောင်းကင်ပုံထိခရစ်တော်နဲ့အတူနေရာကျွန်တော်တို့ကိုချထားပေးတာဖြစ်တယ်။ကျွန်တော်တို့ဝိညာဉ်ကအဲ့ဒီထိကိုရောက်နေတဲ့သဘောရှိတယ်။ကျွန်တော်တို့ခန္ဓာကိုယ်တော်ဒီမှာရှိနေတာအဲ့ဒီလိုထိနေရာချထားတယ်အဲ့ဒီနောက်တော့ပြန်ပြီးမှအဲ့ဒီလိုနေပေးနေတဲ့အရာဒီနေရာဒီအဲ့ဒါတွေပေးတဲ့အပြင်ခရစ်တော်ကနောက်ပြီးတော့တန်ရှင်းသောဝိညာဉ်တော်ကနောက်ပြီးတော့ဘုရားသခင်ကကျွန်တော်တို့ကိုပေးကုန်တူးတဲ့စေတလေးစင်တော့ပိတ်မှန်တော်ဖြစ်အောင်တူးတဲ့စေတယ်အဲ့ဒီနောက်ခရစ်တော်နဲ့တူသွားအောင်အဲ့ဒီလိုမျိုးကျွန်တော်တို့ပြုလုပ်ပေးတာဖြစ်တယ်နော်ဟုတ်ပြီအဲ့ဒီလိုပြုလုပ်ပေးတယ်ဒါဆိုရင်အဲ့ဒီအတွက်ဘာလုပ်ရမလဲကျွန်တော်တို့ကဘုရားစကားလိုက်နာရဘုရားစကားလိုက်နာရမယ်ဆိုတဲ့အပိုင်းကတော့ဒီဘာလုပ်ပါညာလုပ်ပါဆိုပြီးမှအမိတ်ပေးထားတာကအခန်း4ကနေအခန်း6 9အထိပေးထားတယ်အခန်း6အကုန်လုံးအဆုံးထိလဲပြောလို့ရပါတယ်ဒါပေမဲ့အခန်း6 9အထိကဘာလဲဆိုတော့ယုံကြည်သူကဝိညာဉ်စုကျေးဇူးတွေနဲ့အလုပ်လုပ်ရမယ်ကျွန်တော်တို့ကိုဝိညာဉ်ပေးထားတာဝိညာဉ်စုကျေးဇူးတွေပေးထားတာရှိတယ်ဒါကြောင့်မို့အဲ့ဒီအရာတွေနဲ့အလုပ်လုပ်ရမှာဖြစ်တယ်အဲ့တော့အဲ့ဒီအလုပ်လုပ်ဖို့အတွက်ကျွန်တော်တို့လှုပ်ဆောင်ရမယ့်အရာအချင်းချင်းဆက်ဆံရမယ့်အရာဘုရားသခင်နဲ့ဆက်ဆံရမယ့်အရာအဲ့ဒီအရာဒီကိုတော့ဒီအခန်း4အငယ်1ကနေအခန်း6အငယ်9အထိရေးထားတာဖြစ်ပါတယ်အခုဒီနေ့ပြောမယ့်ဒီအခန်း6အငယ်10ကနေ20အထိကျွန်တော်တို့ဒီဖတ်ရအောင်တစ်ပိုင်းဖတ်တော့ပါမယ်နော်ဒီတော့အငယ်30ကနေ17အထိကျွန်တော်တို့ဒီဖတ်ရအောင်တော့ကျွန်တော်ဖတ်ပါမယ်ကျွန်တော်အခုကျမ်းစာအတိတ်ကိုကန်ယူလို့စာမီကျမ်းဆိုတဲ့ကျမ်းနဲ့ကျွန်တော်ပြောသွားမှာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီဖုန်းထဲမှာရှိတဲ့လူတွေကဖုန်းကနေကြည့်ပါနော်အဲ့ဒါမရှိရင်တော့ကျွန်တော်တို့ဒီယုဒတန်စာဆောင်ဒီကျမ်းစာခါတိုင်းကန်နေတဲ့ကျမ်းစာကိုလည်းကြည့်တော့ပါအဲ့ဒါနဲ့နှိုင်းရှင်ပြီးမှကြည့်တော့ပါနော်နောက်ဆုံးအနေဖြင့်ဆိုရရင်သခင်ဖျား၌၎င်းကိုယ်တော်၏အစွမ်းသက်သည့်နှင့်ဆိုင်သောတကူအရှင်အဝါ၌၎င်းခွန်အားနှင့်ပြည့်စုံကြလော့တင်တို့သည်မာန၏မြုပ်ဝတ်သောအချမ်းစီကိုခုခံထားစီနိုင်ရန်ဘုရားသခင်၏လက်နက်စုံကိုဆောင်ယူဝတ်ဆင်ကြလော့ဟုတ်ပြီကျွန်တော်တို့နည်းနည်းဆူတောင်းမယ်နော်ဟာဘုရားဒီအချိန်တိုင်းကိုရောလက်တို့အလံတဲ့ကိုရောပင်လင်တို့ကိုသုံးအနေနဲ့ပြောရရင်လို့ဘာဖြစ်လို့ပြောတယ်လဲဆိုတော့နောက်ဆုံးဆိုတာအချုပ်အနေနဲ့ဟိုအပေါ်ပိုင်းမှာအများကြီးပြောခဲ့ပြီအခုဒါနောက်ဆုံးပြောတာအဲ့ဒီနောက်ဆုံးပြောတဲ့အပိုင်းကဘာအပိုင်းဖြစ်နေတယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကခုဘက်ပိုင်းကတော့ကိုယ်ကာယနဲ့စိတ်နဲ့ဒီလိုယုံကြည်ခြင်းနဲ့လုပ်ရမယ်အလုပ်တွေဖြစ်ပြီးမှဒီအရာကတော့ဒီကျွန်တော်တို့လောကမှာလုပ်ရမယ်လို့ဖြစ်ပြီးမှဒီအခုပြောမယ့်အပိုင်းကတော့ဟိုကျွန်တော်တို့ဒီမှာယံသူရှိတယ်အဲ့ဒီယံသူအနေနဲ့ယံသူဆိုတာကမာနဖြစ်တယ်တကူရှိတယ်ဝိညာဉ်ဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်တို့မတွေ့နိုင်ဘူးမတွေ့နိုင်တဲ့သူတွေကိုအဲ့ဒီလူဒီအဲ့ဒီယံသူကိုကျွန်တော်တို့ကဘယ်လို
ဘယ်လိုခုခံမလဲဆိုတာကိုကျွန်တော်တို့ပြောထားတာဖြစ်တယ်ပေါ့နော်လူချင်းပြောဖို့ဆိုဖို့ကတော့လွယ်တယ်ဒါပေမဲ့မတွေ့နိုင်တဲ့ရန်သူကိုကျွန်တော်တို့ကအဲ့ဒီရန်သူကဘေကနေပေါ်ခဲ့တယ်လေဆိုတော့အဲ့ဒီမာနတ်စကဒီယေစကျေလအခန်းကြီး28တစ်ကနေ9မှာပါတယ်မာနတ်အစကခေရုဘင်ဖြစ်တယ်သူကဘုရားသခင်ရဲ့အောက်မှာခေရုဘင်အနေနဲ့ဒီကောင်းကင်တမန်အားလုံးကိုအုပ်ချုပ်ခဲ့တဲ့သူဖြစ်တယ်အဲ့ဒီမှာသူတို့ဘုရင်ကိုပြောတယ်လူနဲ့အဲ့ဒီမှာသူ့ရဲ့အစကိုပြောတယ်ဒါပေမဲ့သူအဲ့လိုခေရုဘင်ဖြစ်ခဲ့တယ်ဘုရားရဲ့လက်အောက်မှာတကူအရှိဆုံးကောင်းကင်တမန်ဖြစ်ခဲ့ပေမဲ့လည်းပဲအဲ့ဒီခေရှာယအခန်းကြီး14အငယ်15ကနေ20 15စနစ်ကနေ15မှာပြောတာလေအဲ့ဒီမှာငါဟာဘုရားသခင်ရဲ့လူနေမယ်ဘုရားသခင်ရဲ့ပလင်ပေါ်သို့ငါတက်နေမယ်ဘုရားသခင်ရှိတဲ့မြောက်အရက်မှာငါနေမယ်မိုးတင်ပေါ်သို့ငါတက်မယ်ဆိုပြီးတော့ငါဆိုပြီးမှနော်ဘုရားသခင်ကိုရှင်ပြိုင်လာတယ်အဲ့ငါချက်အဲ့ဒါလို့နဲ့အဲ့လိုငါချက်ပါတဲ့ခါမှာအဲ့ဒီနေရာမှာတော့နာနဲ့တာမူးတော့ခြေကိုသူ့ကိုနာမည်ပေးထားတယ်နာနဲ့တာမူးတော့ခြေကပါလဲဆိုလို့ရှိရင်တော့ဒီဟီဘရုစကားမူရင်းစကားနဲ့ရှင်တော့လူစီဖာလို့ခေါ်တယ်သူဘုရားသခင်ကသူ့အရာထုကနေမောင်းထုတ်လိုက်တယ်ဒါပေမဲ့ခက်တာကမောင်းထုတ်လိုက်တာခက်တာကသူ့တဘိုးကိုရုပ်သိမ်းလိုက်တယ်လို့မပါဘူးဟုတ်ပြီနော်ဘုရားသခင်ကသူ့ကိုပေးထားတဲ့တဘိုးရုပ်သိမ်းလိုက်တယ်လို့မပါဘူးဒါပေမဲ့ဝန်တာစရာကောင်းတာကဒီမတ်တေချန်ခါကြီး25 14မှာဆိုလို့ရှိရင်တော့ဘယ်လိုပြောတယ်လဲဆိုလို့ရှိရင်တော့စာတန်မန်နဲ့သူ့ရဲ့အပေါင်းပါတီအတွက်ပြစ်မှားတဲ့ကောင်းကင်တမန်နဲ့သူ့ရဲ့အပေါင်းပါတီအတွက်ငရေခံရှင်းလိုက်တယ်ပြောတာငရေကိုတော့ချမှာဖြစ်တယ်ဒါပေမဲ့အခုမချသေးဘူးမချသေးတဲ့အချိန်မှာဘုရားသခင်ရဲ့လှုပ်ဆောင်နေတဲ့အလုပ်ကိုသူဟာလိုက်နောက်ရှက်နေတာဖြစ်တယ်ဒီနေရာမှာလိုက်နောက်ရှက်နေတာအဲ့တော့ဒီအရာတွေကိုကျွန်တော်တို့ဘယ်လိုကာကွယ်မလဲဆိုတော့ဒီမှာငွေတစ်စီမှာရေးထားတယ်တစ်စီမှာရေးထားတယ်ဖယားတခင်ဖယား၌ဖြစ်စေတခင်ဖယား၌ဖြစ်စေတခင်ဖယားဆိုတာကခရစ်တော်ဖယားနော်ဖယားတခင်ဆိုတာကသုံးပါးလို့ဆိုပြောတယ်တခင်ဖယားဆိုတာခရစ်တော်ဖယားကိုပြောတယ်ခရစ်တော်ဖယား၌ဖြစ်စေတဲ့နောက်ပြီးတော့သူ့ရဲ့တဘိုးအရှင်ဝါနဲ့ဖြစ်စေတဲ့ခွန်အားနဲ့ပြည့်စုံမှုရတဲ့ခွန်အားနဲ့အဲ့ဒါတွေပြည့်စုံဖို့ခရစ်တော်ပြည့်စုံဖို့ဒါမှမဟုတ်ခရစ်တော်ရဲ့တဘိုးအရှင်ဝါကျွန်တော်တို့ပြည့်စုံလို့ရတယ်အဲ့လိုမျိုးပြည့်စုံဖို့အတွက်မာနကအဲ့ဒီအရာတွေကိုပြည့်စုံစေရတယ်ဒါပေမဲ့ဒီပြည့်စုံတဲ့လုပ်ငန်းမှာမာနကလူရဲ့အကြံစီနဲ့ကျွန်တော်တို့ကိုတိုက်ခိုက်နေတယ်အဲ့ဒီအကြံစီကိုကျွန်တော်တို့ကတိုက်ခိုက်နိုင်ဘူးတားဆီးနိုင်ဘူးဆိုလို့ရှိရင်ပါလေဘုရားသခင်ပြုလုပ်ထားတဲ့လက်နဲ့စုံကိုဝတ်ဆင်ပါလက်နဲ့စုံလို့ဒီမှာရေးထားတယ်လက်နဲ့စုံဆိုတာကဒီပါလေ6ဝတ်တစားကိုပြောတယ်6ဝတ်တစားဆိုတဲ့နေရာမှာကောင်းစွချိမယ်တန်ခမောက်ချိမယ်ဒီမှာတန်နဲ့လုပ်ထားတဲ့ဒီအင်ဂျီနောက်ပြီးတော့ဝတ်စုံချိအနက်အထိပေါ့နော်နောက်ပြီးတော့ဓာတ်အထိဒီလိုတိုင်းလောအဲ့ဒီအထိဒါခုခံတဲ့အရာအဲ့ဒါတွေကိုဝတ်ဆင်ပါပြောတယ်အဲ့ဒါပြီးတော့အဲ့ဒီလိုမျိုးတားဆီးနိုင်မှုပဲဖြစ်တယ်တိုက်ခိုက်ဖို့ဆိုတာမာနကိုတိုက်ခိုက်ဖို့ဆိုတာကတိုက်ခိုက်ဖို့တော့တိတ်မပြောဘူးမာနပြောရင်တော့ကျမ်းစာမှာတတိထားရမှာကဒီပေဒရုအခန်းကြီး9ငွေ9မှာလည်းပဲဘယ်လိုပြောလဲဆိုတော့ဒီမာနကိုတားဆီးဖို့ပဲပြောတယ်မာနဆိုလို့ရှိရင်တော့တားဆီးဖို့ဒါပေမဲ့နတ်ဆိုဝိညာဉ်ဆိုလို့ရှိရင်တော့မောင်းထုတ်ဖို့ခရစ်တော်ရဲ့နာမနဲ့မောင်းထုတ်ခွင့်ပေးထားတယ်အဲ့ဒါမတူဘူးပေါ့နော်နတ်အသေးကလေးတွေနတ်ဆိုဝိညာဉ်ဆိုလို့ရှိရင်တော့အဲ့ဒါကျွန်တော်တို့ကမောင်းထုတ်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့သူတို့ရဲ့အချုပ်ဖြစ်တဲ့မာနစာတန်ကိုတော့ဘာဖြစ်တယ်လဲကျွန်တော်တို့ကဘာလုပ်ရမလဲတားဆီးဖို့အဲ့လိုမျိုးတားဆီးနိုင်ဖို့အတွက်လုပ်ပါဒီတော့30နဲ့7ကျမ်းမှာပြောနေတဲ့အရာကခရစ်တော်နဲ့သူ့ရဲ့တဘိုးအရှင်ဝါပြည့်စုံပြီးမှမာနရဲ့အကြံစီတွေကိုတားဆီးနိုင်ဖို့အတွက်ဘုရားသခင်ရဲ့လက်နဲ့စုံဝတ်ဆင်ပါလက်နဲ့အဲ့ဒီလက်နဲ့စုံဝတ်ဆင်ရတယ်အဲ့ဒီလက်နဲ့စုံအကြောင်းအောက်မှာရေးထားတယ်ဒါမှမဟုတ်အောက်မှာပြောပါမယ်ဒီတော့ကဲကျွန်တော်တို့လိုက်ဆိုရအောင်ခရစ်တော်နဲ့သူရဲ့တကိုးအရှင်ဝါပြည့်စုံပြီးမာနရဲ့အကြံတွေကို
တားဆီးနိုင်ဘူးဖယားသခင်ရဲ့လက်နဲ့စုံကိုဝတ်ဆင်ပါအဲ့လိုပြောနေတာဖြစ်ဟုတ်နော်အဲ့တော့7နဲ့7ကိုကြည့်အောင်အကြောင်းမူကားငါတို့သည်အတွေ့အသားရှိသောသူကိုရင်ဆိုင်တိုက်နေကြသည်မဟုတ်အုတ်ချုပ်မှုများအာနာချက်များဤလောကီမောင်မိုက်ကိုအစိုးရပြုသောမင်းများအထက်ကောင်းကင်အရ၌ရှိတဲ့စိုးညစ်သောဝိညာဉ်တဘိုးများနဲ့ရင်ဆိုင်တိုက်ခိုက်နေရခြင်းဖြစ်၏ထို့ကြောင့်စိုးညစ်သောနေ့ရက်ကာလ၌ကြက်ကြက်ခံ၍အလုံးစုံတို့ကိုပြင်းမြောက်စေလျက်ရက်တည်နိုင်ရန်ဖယားသခင်၏လက်နက်စုံကိုဆောင်ယူကြတော့ကဲဒီနေရာမှာလည်းပဲနော်ရန်သူအကြောင်းကိုနည်းနည်းဖွင့်ပြောလာပြီအဲ့ဒီမှာအကြောင်းမူကားတဲ့ငါတို့ဟာအတွေ့အသားရှိတဲ့ရန်သူနဲ့တိုက်နေရတာမဟုတ်ကျွန်တော်တို့တိုက်နေတဲ့ရန်သူကဘယ်သူလဲအတွေ့အသားမရှိဘူးတနည်းအားဖြင့်ပြောရင်အတွေ့အသားမရှိဘူးလို့ပြောတာလူမဟုတ်ဘူးလို့ပြောတယ်အတွေ့အသားရှိတာလူဒါပေမဲ့ကျွန်တော်တို့မှာရန်အဲ့ဒီနေရာမှာကကျွန်တော်တို့ရန်သူရဲ့လက်အစားကိုတစ်ခုရှိတယ်ကျွန်တော်တို့ကအချင်းချင်းတခုတယောက်ကတမျိုးပြောပြီဆိုတော့မင်းငါ့ကိုဒီလိုပြောတယ်ဆိုပြီးမှနော်အဲ့လိုမျိုးအချင်းချင်းပဲဖြစ်တယ်တားတိုက်ခိုက်နေရှိတယ်နောက်ပြီးတော့သူ့ကြောင့်မလို့ငါဒီလိုဖြစ်ရတယ်ဆိုတာနော်သူ့ကြောင့်ဆိုတာလူကိုညှိုးဖို့အတွက်အဲ့ဒါကျွန်တော်တို့တကယ်လုပ်နေကြတယ်ဖြစ်လဲဖြစ်နေတယ်ဒါပေမဲ့အဲ့ဒီနောက်မှာဘယ်သူရှိနေတာလဲအဲ့ဒီလိုဖြစ်စေတာကရန်သူမနက်ကဖြစ်စေတာတကယ်တမ်းသူ့ရဲ့အရင်အမြစ်ကမနက်ပဲဒါပေမဲ့ကျွန်တော်တို့ကလူချင်းပဲထင်နေကြတယ်ကျွန်တော်တို့လူချင်းပဲထင်နေကြတယ်ဥပမာကျွန်တော်တို့အချင်းချင်းတကယ်ချင်းလည်းပဲနည်းနည်းလေးအချင်းငေါ့ဆိုလို့ရှိရင်တော့သူဒီလိုပြောတယ်ငါပါညာနော်အဲ့ဒီလိုပြောအောင်လည်းပဲမနက်ကဖုံးဆိုတော့တွတ်ထားပေးလိုက်တာဒါပေမဲ့အဲ့ဒီကောင်းပြောရင်တောင်မှဒီဘက်ကနားလည်မှုလွဲအောင်ကလည်းဘယ်သူကလုပ်လိုက်တာလဲမနက်ကလုပ်လိုက်တာအဲ့ဒါကျွန်တော်တို့အမြဲတမ်းတတိထားရမယ်ဟုတ်ပြီနော်မနက်ကလုပ်လိုက်တာအဲ့ဒီတော့အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်သူ့နောက်မှာဘယ်သူရှိနေတယ်လဲမနက်ကဘာဖြစ်တယ်လဲဒီလိုဖြစ်စေတာပဲဆိုတာသိဖို့ဒါဆိုရင်အတွေ့အကြုံရှိတဲ့ရန်သူနဲ့တိုက်နေရတာမဟုတ်ဘူးဆိုတာကျွန်တော်တို့မနက်ကိုကျွန်တော်တို့မြင်ပြီသူ့ရဲ့အလုပ်ကိုကျွန်တော်တို့မြင်ပြီသူ့ရဲ့အချမ်းစီကျွန်တော်တို့မြင်နေပြီအဲ့ဒီကမှသူတို့ကဘယ်လိုပုဂ္ဂိုလ်တွေလဲဆိုတော့ဒီမှာအုပ်ချုပ်မှုတဲ့အာဏာရှိတဲ့လူတွေနော်အာဏာရှိတဲ့ဘုရားဟိုမှာရှိတဲ့ဘုနိုင်ငံဒီနိုင်ငံရှိတဲ့နောက်ပြီးတော့ဟိုအဖွဲ့ဒီအဖွဲ့သူလုပ်ပိုင်ခွင့်နဲ့သူအဲ့လိုမျိုးအာဏာတွေရှိနေတယ်အဲ့ဒါဒီကြားဒီမှာလေဒီမှာနဲ့ကအလုပ်လုပ်နေတာနောက်ပြီးတော့ဒီလောကီမောင်မိုက်ကိုဆိုးရတယ်လောကီမောင်မိုက်ကိုဆိုးရတယ်လောကမှာရှိတဲ့မကောင်းမှုသူစရိုက်ဒီအများကြီးအဲ့ဒီသူစရိုက်ဒီထဲမှာလေအာဏာတွေရှိတယ်လုပ်ပိုင်ခွင့်တွေရှိတယ်လူဒီပါတတ်တဲ့သူတို့ကနော်လူဒီပါကလေးစားကနဲ့စပြီးမှအစစ်အပိုင်းဟိုရောင်းစားတဲ့လူတွေရှိတယ်ဟုတ်ပြီနော်အဲ့ဒီလိုမျိုးမကောင်းတဲ့အရာတွေလောကီမောင်မိုက်ကိုအစိုးရနေတဲ့နေရာမှာလည်းမန်တက်ကလုပ်စေတာဖြစ်တယ်အဲ့ဒီလိုအဲ့ဒါတော့အထက်ကောင်းကင်အရက်မှာရှိတဲ့စိုးညစ်တော်တဘူဝိညာဉ်တဘူအဲ့ဒါလေရန်သူပဲတဲ့ထက်ကောင်းကင်ရက်မှာနော်ဒီမြေပြင်ပေါ်တော့မစင်းလာသေးဘူးသူတို့တဘူတအားရှိလို့ဟိုထက်ကောင်းကင်ရက်မှာပဲနေတယ်ထက်ကောင်းကင်ရက်မှာပဲနေတယ်အဲ့ဒီကောင်းကင်ရက်မှာနေတဲ့တကယ်တဘူရှိတဲ့ဒီမာနတ်ရဲ့အပေါင်းအပါသူ့ရဲ့အဖွဲဒီကသူတို့ကိုငယ်တဲ့ကောင်းဒီကိုခိုင်းလိုက်တာမင်းဒီလူကိုဒီလိုနောက်လိုက်ပြီးမှဒီလိုမျိုးဒီမအောင်လို့ဆိုပြီးမှအဲ့လိုမျိုးလုတ်ခိုင်းတာအဲ့ဒါသူတို့တကူနဲ့သူတို့တကူကထောက်ပံ့ပေးတယ်ဒီမှာနတ်ဆိုးကလေးတွေပေါ့ဟုတ်ပြီနော်နတ်ဆိုးတွေဒါမှမဟုတ်ကျွန်တော်တို့ဆိုတော့နတ်ဆိုးဝิญဉ်ဆိုးတွေဝင်ပြီးမှဒီလိုလုတ်မာနကိုယ်တိုင်ကတော့ဟိုမှာရှိနေတယ်တခါတလေမာနကိုယ်တိုင်လည်းကျွန်တော်တို့ကိုဒီလူအပ်ရင်တော့သူလည်းပါရင်ပါမှာပဲသူကတကူအနေနဲ့အဲ့ဒါလောက်ထိကျွန်တော်တို့ကကြောက်ကြကောင်းတယ်မမြင်ရတဲ့အရာနော်ဒါမမြင်ရတဲ့အရာသူတို့ကအဲ့လိုမျိုးအဲ့ဒီတော့ကျွန်တော်တို့ကိုစုံစမ်းခြင်းနောက်ပြီးတော့ကျွန်တော်တို့အဖျားအနာဖြစ်ခြင်းဒါမာနကြောင့်ဖြစ်ရတယ်အရင်တော့ကအေဒီဥယျာဉ်မှာဖျားနာတယ်ဆိုတာမပါဘူးကျမ်းစာမှာဟုတ်ပြီနော်ဒုက္ခဖြစ်ခြင်းနောက်ပြီးတော့အခက်ခဲဖြစ်ခြင်းအဲ့ဒါတွေအားလုံးဟာမာနကလုတ်ဆောင်တာဖြစ်တယ်ပြီးတော့ဒီမာနရဲ့အချမ်းစီအဲ့ဒီလိုလုတ်ဆောင်တဲ့အရာနောက်ပြီးတော့တကောအာနာရှိတဲ့အရာဒီအရာဒီဆိုရင်လည်းပဲကျွန်တော်တို့ကတားဆီးနိုင်တယ်
ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်တို့လည်းတကူမပေးထားဘူးလားပေးထားတယ်မတားဆီးနိုင်ဘူးလားတားဆီးနိုင်တယ်တားဆီးမှုရအတွက်ပါဖို့ပါတယ်လေဒီမှာလည်းပြောနေတယ်ဘုရားသခင်ရဲ့လက်နဲ့ဆုံးအဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတလောက်တကူအာနာရှိနေတဲ့အရာဒီနော်မောင်လောကီမောင်မိုက်တကူဒီကောင်းကင်ဘုံမှာရှိတဲ့တကူဒီဒါတွေကိုကျွန်တော်တို့ကိုတားဆီးခွင့်ပေးထားလို့ဒီမှာရေးထားတာကျွန်တော်တို့တားဆီးခွင့်ရတော့ကျွန်တော်တို့ဝတ်တာဆံမကောင်းဘူးလားကောင်းတယ်ဘုရားသခင်ပုံကြီးပါစေဟမ်သူပုံကြီးတော့ကျွန်တော်တို့ကိုသူ့ရဲ့ယူဒီကိုကျွန်တော်တို့ကိုပေးနေတာအဲ့ဒါကျွန်တော်တို့အဲ့ဒါဒီကိုရှိမှန်းတော့ကျွန်တော်တို့တခါတလေအဲဒီသိချင်တာတချို့သိတယ်ဟုတ်ပြီဒီလိုဒီနေရာမှာဒီလိုတားဆီးဖို့ပေးထားတယ်အဲ့တော့ဒီနေရာမှာ7နဲ့73ပြောတာကတော့နော်အတွေ့အကြုံမရှိတဲ့ယန္တုမနက်ကိုနော်အတွေ့အကြုံမရှိတဲ့ယန္တုကောင်းကင်နဲ့မြေကြီးမှာအုပ်စိုးနေတဲ့ယန္တုကိုယန္တုနှစ်စုကိုတိုက်ခိုက်နိုင်ဘူးဘုရားသခင်ရဲ့လက်နဲ့စုံကိုဝတ်ဆင်ပါအဲ့လိုပြောနေတာကျွန်တော်တို့အဲ့ဆိုပါအတွေ့အကြုံမရှိတဲ့ယန္တုဖြစ်တော့ကောင်းကင်နဲ့မြေကြီးမှာအစိုးရတဲ့တဘိုးရှိတဲ့ယန္တုမနတ်ကိုတားဆီးနိုင်ဖို့အတွက်ဘုရားသခင်ရဲ့လက်နဲ့စုံကိုဝတ်ဆင်ပါဟုတ်ပြီနော်ကျွန်တော်တို့အတွေ့အကြုံမရှိဘူးကောင်းကင်မှာရောမြေကြီးပါရောအုပ်စိုးနေတဲ့တဘိုးရှိတဲ့ယန္တုမနတ်ဖြစ်တယ်ဒါပေမဲ့သူ့ကိုကျွန်တော်တို့ကိုတားဆီးနိုင်ဖို့ခိုင်းပေးတာအဲ့ဒါလက်နဲ့စုံကိုဝန်တာဖြစ်တယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အဲ့ဒီလက်နဲ့စုံအကြောင်းတော့14ကနေ19ကျမ်းမှာဖော်ပြထားပါတယ်ကဲကျွန်တော်ဖြည်းဖြည်းဖတ်ပါမယ်နားတော့မှာသူဖြစ်၍တမန်တရားဖြင့်တင်တို့ခါကိုစီးလျက်ဖြောက်မှတ်ခြင်းရင်အုပ်တစားကိုဝတ်ဆင်ကခြေ၌ရင်တက်ခြင်းနဲ့ဆိုင်သည့်ကောင်းမြတ်သောတရင်တွေတင့်ဖြစ်ခြင်းကိုစီး၍ရကြတော့သူအရာအလုံးအပြင်ယုံကြည်ခြင်းတိုင်းလွှာကိုထပ်စီ၍ယူဆောင်ကြတော့သူတိုင်းလွှာအပြင်မာန၏တောက်လောင်သောများရှိသမျှတို့ကိုတင်တို့ငြိမ့်သက်နိုင်လိမ့်မည်ကဲဒီချစ်တန်ခမောက်မြင့်နှုတ်ကပတ်တော်ဒီဟုသောဝိညာဉ်တော်တားကိုလေယူဆောင်ကြတော့အမျိုးမျိုးသောစုအဲ့ဒီယူဆောင်ကြတော့အဲ့ဒီဖြစ်ပါတယ်ကဲဟုတ်ပြီအဲ့ဒီနေရာမှာသူကကျွန်တော်တို့မမတ်မိမှာဆိုလို့ဟုတ်ပြီနော်ရှင်ဘောလို့တော်တယ်မမတ်မိတနည်းအားဖြင့်ဝိညာဉ်တော်တာပေါ့နော်မမတ်မိမှာဆိုလို့ကျွန်တော်တို့လူတယောက်ရဲ့ဒီလူတယောက်ရဲ့ပုံစံကိုကြည့်အဲ့လိုနဲ့ကျွန်တော်တို့ကိုရေးပေးထားတာဖြစ်တယ်ဒီတော့ပထမကတမာတရားဆိုတဲ့ခါစီခါကနေလာနော်ရောကြအောင်တမာတရားဆိုတဲ့ခါစီအဲ့ဒီနောက်မှာခါစီဆိုတာတမာတရားဆိုတာဘာလဲဆိုလို့ရှိရင်တမာတရားဆိုတာကခရစ်တော်ဖြစ်တယ်ငါဟာတမာတရားဖြစ်တယ်ဆိုတာခရစ်တော်လည်းဖြစ်တယ်အဲ့ဒီနောက်တမာတရားဆိုတာကဒီကျမ်းစာတအုပ်လုံးမှာရေးထားတဲ့အကြောင်းအရာဖြစ်တယ်တနည်းအားဖြင့်ကျမ်းစာတအုပ်လုံးမှာဆိုရင်ခရစ်တော်အဖြစ်ဘယ်လိုပြည့်စုံသွားမလဲဆိုတာတော့ဒီခုနပြောတဲ့မာနကိုနိုင်ပြီးမှယန္တုကိုနိုင်ပြီးမှတော့ဆုံးခရစ်တော်ပဲအုပ်စိုးတဲ့နိုင်ငံကောင်းကင်နိုင်ငံဖြစ်ဖို့ပြန်အတွက်ရေးထားတဲ့အကြောင်းအရာကိုရေးထားတဲ့စာတော်ဖြစ်တယ်အဲ့တော့ကျမ်းစာကိုလည်းတမန်တရားလို့ခေါ်တယ်ကျမ်းစာကပြောနေတဲ့အကြောင်းအရာကိုလည်းတမန်တရားလို့ပြောတယ်ဒါပေမဲ့လွဲပါအောင်ပြောရင်ဒါတမန်တရားမဟုတ်တော့ဘူးမှန်ကန်အောင်ပြောမှတမန်တရားဖြစ်တယ်အဲ့ဒါတမန်တရားဆိုတာကဒီနေရာမှာကျွန်တော်တို့ရိုးရိုးကလေးပြောလို့ရှိရင်ခရစ်တော်ကိုယ်တိုင်ဖြစ်တယ်နှုတ်ကပတ်တော်ပဲဖြစ်တယ်ဟုတ်နော်နှုတ်ကပတ်တော်ဆိုတဲ့နေရာမှာနှုတ်ကပတ်တော်ကပြောနေတဲ့အကြောင်းအရာအဲ့ဒီအကြောင်းအရာဖြစ်တယ်နော်အဲ့ဒါကခါးစည်းနဲ့ကျွန်တော်တို့ခါးစည်းကောင်းကောင်းမစည်းထားဘူးဆိုလို့ရှိရင်တော့ခါးစည်းကအပေါ်ပိုင်းတွေအကျိုးရှိသလားအောက်ပိုင်းတွေအကျိုးရှိသလားအောက်ပိုင်းတွေဟုတ်ပြီနော်ခါးစည်းမခံရင်တော့အချက်တစ်ပဲအကျိုးနဲ့ဖြစ်မယ်ဟုတ်လားဒါကတော့နော်ခါးစည်းမခံကြည့်ရအောင်အဲ့ဒါကြောင့်မလို့အချက်တစ်ပဲအကျိုးနဲ့မဖြစ်ဘူးဆိုတာက
တရားစီရင်ညာကာလမှာအချက်တပွဲအကျိုးနေမဖြစ်ဖို့အတွက်ဒီခါစီလေသိရမယ်အဲ့ဒီခါစီကိုလိုက်ခါစီသိတာဟုတ်ပြီအဲ့ဒီတော့ခါစီဒီတော့တမာတရားဆိုတဲ့ခါစီတမာတရားရဲ့ခါစီလေအဲ့ဒီနောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်တော့နောက်တစ်ခုကဖြောင်းမချင်းရင်ဥပ္ပစာအဲ့ဒီခါကလည်းပေါ်တက်လာပြီနော်ဖြောင်းမချင်းရင်ဥပ္ပစာဒီရင်ကိုရင်ရောက်ရင်ဥပ္ပစာဆိုဘာဖြစ်လို့ရင်ကိုကာထားတယ်ရင်ကိုကာထားတယ်အဲ့မှာဆိုင်ကယ်စီးတဲ့လူတွေပုသိပါတယ်ဒီမှာတော့ဒီရင်ကတော့မပါဘဲနဲ့ဒီအင်ကြီးအထူတွေဝတ်ပြီးမှဒီအင်ကြီးရှည်တွေဝတ်တာကိုတွေ့ရတယ်အဲ့ဒီဟိုမြန်မာနိုင်ငံမှာတော့ဒီမြစ်ကြီးနားတို့ဘာလို့ဆိုနေနေလေးတွေတက်လာစီတော့ဒီမှာဟိုတရေကာလေးကိုလုပ်ကြအဲ့ဒါဘာဖြစ်လို့လဲဒီရင်ဘက်ကအရေးပတ်လို့မရဘူးနောက်ပြီးတော့ဒီရင်ဘက်မှာပါရှိတယ်လေဒီနှလုံးရှိတယ်အသေးရှိတယ်အဆုပ်ရှိတယ်ဒီအရာကအရေးကြီးတဲ့အရာတွေပဲဒီအရာတွေကအမြဲတမ်းဟိုတင်တွေးတွေကိုအတစ်ပြုလုပ်ပေးတဲ့နေရာမှာအရေးကြီးတဲ့အင်္ဂါတွေဖြစ်အဲ့တော့ဒါတွေကိုမခိုက်ဘူးရဒီတော့ရင်ဘက်ခိုင်ပြီဆိုလို့ရှိရင်အသက်နဲ့နည်းနည်းဝေးဟုတ်ပြီနော်ရင်နောက်တော့အမေဖြစ်တဲ့လူတွေလည်းသိတယ်အမေဖြစ်တဲ့အဖေကအမေဖြစ်တဲ့ပါပဲဘုဆိုအဲ့တော့သူကပြည့်ရင်တော့အကောင်တာတွေ့ရင်တော့ဘယ်နေရာပြည့်လဲရှိတယ်လဲဆိုတော့ဒီရင်ဘက်ပါဒီနေရာကိုချင်းဒါမလွယ်အဲ့ဒါဆိုလို့ရှိရင်တော့နှလုံးထိတယ်ဒီခါလေးအဲ့ဒါပေါ့နော်အဲ့ဒါသူကပြောပြလေးရှိတယ်အဲ့ဒါလိုမျိုးအဲ့ဒီတော့ဒီရင်ဘတ်ဆိုတာအရေးကြီးတယ်ဒီတော့ဖြောင့်မတ်ခြင်းဆိုတဲ့ရင်ဘတ်ဖြောင့်မတ်ခြင်းဆိုတာလည်းဘယ်လိုနည်းနဲ့ရတယ်လဲဆိုတော့ခရစ်တော်ကိုယုံကြည်ပြီးမှရတယ်နောက်ကျမ်းတော်မှာရေးထားတော့ခရစ်တော်ဟာကျွန်တော်အထင်းမှာရှိတယ်လို့ယုံကြည်ဖြောင့်မတ်ခြင်းလို့ဖြောင့်မတ်တယ်ပြောခံရတယ်ဘယ်လိုလဲခရစ်တော်ဟာကျွန်တော်အထင်းမှာသက်ရှင်တယ်ယုံကြည်အဲ့ဒီတော့ခရစ်တော်ကိုယ်တိုင်အဖြစ်ပဲရတဲ့အရာဖြစ်တယ်ဒါမှမဟုတ်ဒီရင်ဥပ္ပစာလည်းပဲခရစ်တော်အဖြစ်ရတယ်ဖြစ်တယ်ဟုတ်ပြီဒီတော့ဖြောင့်မတ်တယ်လို့ခရစ်တော်ကိုယုံကြည်တယ်ခရစ်တော်ဘုရားသားဖြစ်တယ်ကျွန်တော်အတွက်တည်ခံခဲ့တယ်ရှင်ပြန်ထမြောက်ခဲ့တယ်နောက်ပြီးတော့ကျွန်တော်အထင်းမှာသူအသက်ရှင်နေတယ်အဲ့ဒီလိုယုံကြည်ရင်ဖြောင့်မတ်ခြင်းရတယ်ကေတင်ချင်းရောရတယ်အဲ့ဒါပဲကေတင်ချင်းရောအဲ့ဒါပဲအဲ့ဒါလို့ကေတင်ချင်းရပြီးဖြောင့်မတ်ခြင်းကလူနေရင်နောက်ပြီးတော့တကယ်မဖြောင့်မတ်ရင်လည်းပဲမဖြစ်တယ်လေဖြောင့်မတ်တယ်လို့ဘုရားကဘာလို့ပဲတယ်လဲတဘောထားပဲယူဆပဲအဲ့တော့ကျွန်တော်တို့ကဒီနောက်တကယ်လည်းဖြောင့်မတ်အောင်ခရစ်တော်နဲ့ပြည့်စုံအောင်ခရစ်တော်နဲ့တူအောင်ကျွန်တော်တို့ကလုပ်ပါမယ်ဒီတော့ဖြောင့်မတ်ခြင်းဆိုတာလည်းပဲခရစ်တော်ကြီးရှိခြင်းခရစ်တော်ကိုယုံကြည်ခြင်းလားညာဒီရင်ဥပ္ပစာဒီတော့ဖြောင့်မတ်ခြင်းရင်ဥပ္ပစာအဲ့တော့နောက်တစ်ချက်က15မှာခြေလိုက်စွတ်တဲ့နော်ကောင်းမြတ်တဲ့သတင်းတွေပြင်ဆင်တယ်ကောင်းမြတ်တဲ့သတင်းဆိုတာကခုနပြောတဲ့ခရစ်တော်ကျွန်တော်အတွက်တည်ခဲ့တဲ့3ရက်မြောက်3နေ့မှာရှင်ချန်ထမြောက်ခဲ့တယ်ဆိုတာဒါကိုယုံကြည်ရင်သာဝရအသက်ရတယ်ကဲတင်ချင်းရတယ်ဆိုတာကိုအဲ့ဒါကသတင်းကောင်းဖြစ်တယ်တနည်းအားဖြင့်သတင်းမြတ်ဖြစ်တယ်တနည်းအားဖြင့်အုံကြီးတရားဖြစ်တယ်အဲ့ဒီအရာကိုယုံကြည်ပြီးဆိုလို့ရှိရင်အဲ့ဒီအရာကိုဟောဖို့အတွက်ကိုကပြင်ဆင်ရတယ်ဟောဖို့အတွက်ကိုကပြင်ဆင်ပြီးဆိုတော့ဖဏတ်ခိုင်စစ်စားတယ်လို့ဖြစ်တယ်နော်ဖဏတ်ကလည်းရေးကြည့်တယ်ပါလေဖဏတ်ကလည်းကျမ်းတဲ့နေရာသွားပြီဆိုရင်ဖဏတ်မပိုင်မရဘူးနောက်ပြီးတော့အေးတဲ့နေရာသွားပြီဆိုလို့ရှိရင်ဖဏတ်မပိုင်မရဘူးဟုတ်နော်နောက်တစ်ခါဒီခရီးရှည်ကြီးသွားဖို့ဆိုတာလည်းဖဏတ်ပါရတယ်အဲ့လိုမျိုးပေါ့နော်ဒီဖဏတ်ကလည်းဒါရနောက်ပြီးတော့ခိုင်ရိုက်နိုင်တယ်ချော်တဲ့နေရာမှာလည်းဒီဖဏတ်ဒီ point ကောင်းရင်လည်းကောင်းရက်ရတယ်အဲ့ဒါလိုပေါ့နော်သူကအဲ့တော့ဒီအရာဟာဒီအုံဂေလိပြောဖို့အတွက်အစဉ်ဖြစ်နေတဲ့အချိန်မှာဖဏတ်ခိုင်စီထားတယ်လို့ဖြစ်တယ်အုံဂေလိအစဉ်ပြောဖို့အစဉ်ဖြစ်တဲ့အချိန်တွေကဘယ်အချိန်တွေလဲဆိုလို့ပြောတမန်တော်ခန်းကြီးတဲ့အငယ်8မှာပဲလို့ပြောတယ်လေတင်တို့ဒီယေရုရှလင်မြို့မှာစောင့်နေကြပါပြောတယ်နော်ဘုရားသခင်ရဲ့ဝိညာဉ်တော်တဘုံကိုခံပြီးတဲ့အခါမှာရရှိပြီးတဲ့အခါမှာယေရုရှလင်မြို့ယူဒပြီး
Chamari be any not me some time on, not yet the day start. That only your chain it. Era Piaga, Crit of Yaga, a chain energy. Winning door the boo, Kanya. That's in winning the boo, Kanya is rather. General Tema, Crit of Yogi dead with him, winning the boo, winning door, Neluya. Any the day go there, so Nick, the man don't go up, paid it, Nick, a cool that he painted, winning door. Winning door the boo will have painted. Winning dog will have paid, winning door the boo will have paid. And general, the chain is pure Cindy, pure Cindy, pure Yere, pure that Dobby, and you know. The Goga, any chain up will listen to it. The winning dog, general go swap it. Swap it on pure chilla, pure chain. Any chain, the get winning dog, she needed a chain. Only the Agu, all Cindy, chain. Hobby, Elma. Correct or Archibald. And I'm Babu Yadre. Won't the Crypto could not be able to ever get the dying young Gima, but this son can't be enough by ma, Yada. But this son can't get him at the 2 yard, the 2 got any no ma be Yada city. And I got do the tomato ship my living your no my yard to the sheep. And you know, but this son McCanky Yada to sheep. That move, one in Lila. You put him out on the Banu Yungila. Pedro go called on Pedro got the Evangeli, the Yabe holiday. Mama looked at Eddie Chima, Eddie Midazuka, Tema, winning door, a low day. I come through the game, winning door, but we chinum can do Yade. They know a chain and you my yard. Generosima, winning door sheep between General Ha. The effect and Malibu year. The most said that the speaking motion was showing ma winning on it, beating the easy job. And I got the cat winning on you want to do the gun, and you yet moved to the children. But the mouse winning the jar in him, and yet moved to the lieutenant. Do you have a yet moved lieutenant? How do you yet move it? Any of it, I'm a moody Mugaru, so she did it. Three without move. Now winning the draw. So we must go to Hong Kong, Janchi, you be my daughter. Yola Jangani. I don't know, how we know? Yola Jangani, the session, my father. Oh, now Galama, the new year, that the media go now when you don't love me. I don't know. The lady ha, it met the Yuba Young in La Ligue, and you know, Piatic in La Ligue. Lucidiga in Medley Medley, so you are not winning to it. Now, Pilla, I look at the I don't know. Now, let them look, ma. They get winning the young solution, general. The Magona letting who looked in Nabu, no be wrong. Ah, the Piatic ma, you look a chin you chin lie. Chin you chin lie. You know, the two door in the look of it, I will be to about the 6 on each other. That way, Piatic that you look and not let a chin you would have a chin me. Miana. And winning the Sheila be a little love solution and no, and look at chin you chin. Piana is a guard your chin. Piana Nami chin. And you, Piana Nami in this raga, Piana to name Beluyan de Malay, so you are Elum something like it. Eddie chin. The chin, the winning the Yapima, the chin, the Elmi, the pure simply chin. And I was a can't would have it. No. Obi, Sapima, Georgia. And I know, when I Kazi, Yimba the sun, and not, no, Kaga about up there, I'm going to conduct your story. And I being the Kandagumano, Bagu Taxi Amale solution, no. Yungji Chin, Tang Yago, Yungji Chin to the dying raga. Dying to a wine lady, you go a shishim, your lady. Any yaga, who better than Miavilla in any Miago, you know a solution, no, the sit like the Galadona, the dying, Luane, take the Galadona, the dying will kind of solution, any almond, Lucia or Pongo Humuya. Who better than a shake on a power, Belubebi, no, Belubebi
ဖြစ်ဒီအရာလဲဒီလိုလှုပ်နေရတယ်ဒီတိုင်းကိုလည်းဒီလိုလှုပ်နေရမှာဒီလိုလှုပ်တဲ့အခါကျတော့ဒီများဒီဒူးလေးဒီပြည့်စုလို့ရှိရင်လည်းအဲ့ဒီအရာကဘာဖြစ်တယ်လဲချော့သွားတာဒီတိုင်းပဲအသေးထားရင်တော့တကယ်အများအကောင်းနေဆိုလို့ရှိရင်ပေါက်တယ်ဒါပေမဲ့ဒီလိုလှုပ်နေရအဲ့လိုမျိုးတိုင်းကင်တတ်တယ်အဲ့လိုမျိုးလူတွေဆိုလို့ရှိရင်ဒီနေ့အပြင်ဒီယုံကြည်ခြင်းကိုကျွန်တော်တို့ကဘာဖြစ်တယ်လဲအမြဲတမ်းကျွန်တော်ပါယုံတယ်ဆိုတာကိုအမြဲတမ်းကျွန်တော်ခဏပြောနေရမှာဖြစ်တယ်ကျွန်တော်ယုံပြီးဒီကိစ္စမရှိဘူးဟိုပဲလုပ်တော့မယ်ဆိုယုံကြည်ခြင်းနဲ့ဒီအစကိုပြည့်မဲ့နေတာရှိတယ်ကျွန်တော်တို့အတင်းတော်ဒီမှာလည်းဖြစ်တယ်ဘယ်လိုဖြစ်တယ်လဲကျွန်တော်တို့သူခရစ်ယာန်ဖြစ်သွားပြီဆိုတဲ့စကားကပူပြီးမှအန်ဒီရှိတယ်သူပါယုံတယ်ဆိုတာတော့ကလေးတွေမသိတော့ဘူးခရစ်တော်ကျွန်တော်အတွက်တည်ခဲ့တယ်ရှင်ပြန်ထမြောက်ခဲ့တယ်တာကိုကျွန်တော်ယုံတယ်ဆိုမှယုံရမှာဖြစ်တယ်အဲ့ဒီယုံကြည်ခြင်းပြီးတော့ဆက်ပြီးမှယုံရမယ့်အရာကြီးရှိတယ်ခရစ်တော်ဟာကျွန်တော်အထင်းမှာသက်ရှင်တယ်တန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်အထင်းမှာသက်ရှင်ပြီးမှကျွန်တော်တမန်တရားကိုပြပေးတယ်စသည်ဖြင့်တော့အဲ့ဒီမျိုးဆက်ယုံရမယ့်အရာတွေရှိတယ်အဲ့ဒီတော့ကျွန်တော်တို့အဖျားနာတွေလဲခရစ်တော်ကတည်လို့ဟုတ်နော်တည်တဲ့အချိန်မှာကျွန်တော်ဖျားမဲ့နာမဲ့အနာတွေအတွက်သူအသေးခံသွားတယ်ဒါမှမဟုတ်ကျွန်တော်နာစရာမလိုတော့ဘူးအဲ့ဒါလိုနဲ့ဆက်ယုံရမှာအဲ့လိုတဖြည်းဖြည်းနဲ့ယုံကြည်ခြင်းဆိုတာကစလိုက်ကလေးကအဆုံးမရှိဘူးဘုဘက်ကိုယုံမှာဒီတော့အခြေခံကိုလည်းပြောပေးရမယ်ဟိုနောက်ဆုံးဆက်ယုံရမယ်ကိုဘေးအထိယုံတယ်လေအဲ့ဒီအထိဘုရားကအလိုလုပ်တာဖြစ်တယ်ကျွန်တော်တို့ကဒီလောက်ပဲယုံရင်ဒီလောက်ပဲလုပ်လို့ဒီထက်မကယုံရင်ဒီထက်မကအဲ့ဒီယုံကြည်ခြင်းဆိုအဲ့ဒီတော့ယုံကြည်ခြင်းကိုယ့်ရဲ့ဘာဖြစ်လဲအစစ်လိုက်ဝိညာဉ်ရေးဟာအစစ်လိုက်ကျွန်တော်တို့ကယုံကြည်သွားရမှာဖြစ်တယ်နော်အဲ့ဒီတော့ဒီအရာတွေဟာတဲ့မာနရဲ့တောက်လောင်သောများရှိသမျှကိုငြိမ့်တတ်နိုင်တယ်မာနကမိတောက်တဲ့များနဲ့ပြစ်နေတာကျွန်တော်တို့မိတောက်တဲ့များနဲ့ပြစ်နေတာဒါပေမဲ့ကိုယုံကြည်ခြင်းခိုင်မာတယ်ဆိုလို့ရှိရင်အဲ့ဒီမိကငြိမ့်တက်သွားတယ်အဲ့ကျွန်တော်တို့ကိုဒီလိုပဲဖြစ်တယ်မိုင်းတဲ့ဩမာဒတွေကိုလည်းကျွန်တော်တို့ကိုပြစ်နေတယ်မြင်လားဟုတ်ပြီနော်ကြားနေရတယ်အခုခေတ်ဆိုတော့ပို့ပြီးမှဗာလဲဒီတယ်လီဖုန်းဒီပါတွေကလည်းနော်အဲ့လိုနဲ့အမျိုးစုံတဲ့တစ်ခါတလေကြားနေတစ်ခါတလေလွဲတယ်မလွဲဘူးကျွန်တော်စမ်းစာမှမဖတ်ရင်မတက်ရင်ဝိညာဉ်တော်မှမရှိရင်ကျွန်တော်အဲ့ဒါကိုဘာဖြစ်တယ်လဲခွဲခြားလို့မရဘူးတစ်ခါတလေဖြစ်ခွဲခြားပေးတာကဖယားဖြစ်တယ်ခရစ်တော်ဖြစ်တယ်ဝိညာဉ်တော်ဖြစ်တယ်အဲ့ဒီအရာကလည်းဟုတ်ပြီဆက်ပြီးမှဒီများတွေကိုငြိမ်းတတ်အမျိုးစုံတော့လောကီရေးရာအရာအဖြစ်လဲတက်ခိုက်နေတယ်ဘုရားရှိခိုးရှင်တော့ဟာတာဒီလိုမျိုးအယောင်းဝယ်လေးလုပ်လိုက်ရင်တော့ဒီလိုပတ်စံရလွဲတာစသည်ဖြင့်ကျွန်တော်တို့နော်များမလို့မတချင်းတော့ပဲဟာလားအဲ့ဒီမျိုးကျွန်တော်တို့ဆွဲဆောင်ခံရတာရှိတယ်ဒါဥပဒေနဲ့မကင်းတဲ့အလုပ်တွေကိုပေါ့နော်အဲ့ဒါတွေလည်းပဲမာနပြစ်တဲ့ပါလဲများလည်းနဲ့ပဲအဲ့လိုမျိုးစုံကျွန်တော်တို့အမျိုးစုံဒီတခုတည်းမဟုတ်ဘူးဒီငြိမ်ရသူများမှလည်းအဲ့လိုမျိုးစုံဆွဲဆောင်ခံနေရတယ်ဒါကမာနပြစ်တဲ့များတဲ့ဒါပေမဲ့ယုံကြည်ခြင်းရှိတဲ့လူကဒါမယုံအောင်အမယုံကြည်ခြင်းဆိုတဲ့တိုင်းတော့ထပ်ချင်းရမယ်အဲ့ဒီနောက်ဆက်ပြီးမှကေဒီချင်းတန်ထမောက်ဘူးကေဒီချင်းတန်ထမောက်အဲ့ဒီမှာကိုဟာကေဒီချင်းရပြီဆိုလို့ရှိရင်ခုနပြောတဲ့ဧဝံဂေလိတရားကိုယုံကြည်ပြီးဆိုရင်ကေဒီချင်းရတယ်ကေဒီချင်းရပြီဆိုတာကကျွန်တော်ထင်မှာတန်ရှင်းသောဝိညာဉ်တော်လည်းအလုံးလုံးလာမယ်ကျွန်တော်ထင်မှာစိတ်ချမှုဒီဖြစ်လာတယ်တကယ့်ကိုခရစ်တော်ကိုပဲစိတ်ချမှုကျွန်တော်တို့အခုတည်လည်းပဲဟိုတင်းပေါ့နော်ဒီရောက်မှာပဲဒီတခါတည်းဘုရားစီရောက်မှာပဲစူတဲ့အထိစိတ်ချမှုပြလာပြီဆိုလို့ရှိရင်တော့ဒီစိတ်ချတဲ့အရာကိုကတခြားအရာနဲ့လေးချင်သလားမလေးချင်တော့ဒါမှမဟုတ်တန်ခမောက်ကောင်းပါစွတ်တယ်ဆိုတာကောင်းကတကူလုံးရဲ့ဘာဖြစ်တယ်လဲအချုပ်ပဲကောင်းထိရင်ကောင်းပွဲရင်ပုံသေးတယ်ဒါမှမဟုတ်ဆိုင်ငယ်သိရင်လည်းဒီဘုထုဆောင်းခိုင်းတာဖြစ်တယ်ဘုထုတန်တဲ့နေရာမှာတော့ပြန်ပြီးမှကောင်းနိုင်တယ်ဒါပေမဲ့ကိုယ်တော့ကွဲသွားရင်တော့ပြန်ကောင်းလို့မရဘူးအဲ့ဒါကြောင့်မလို့ဒီကေကင်ချင်းဆိုတဲ့ကေကင်ချင်းရတယ်အဲ့ဒီရလုံးဝမပြောက်စေဘူးအဲ့ဒီကေကင်ချင်းကိုတန်ဖိုးထားတဲ့စိတ်တန်ဖိုးထားတဲ့ယုံကြည်ခြင်းအဲ့ဒါတွေရှိဖို့လိုပါတယ်အဲ့ဒီတော့ဆက်ပြီးမှနောက်လက်နဲ့တစ်ခုကနှုတ်ကပတ်တော်ဆိုတဲ့ဝ
ဉ္ဉ်တော်ရဲ့တာနှုတ်ကပတ်တော်ကျွန်တော်တို့နှုတ်ကပတ်တော်ကပါလေဝိညာဉ်အစာလေးဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်ချင်းမရရင်လည်းပဲတနေ့ကိုတစ်ခါဖတ်ပါနားမလည်ဘူးဆိုပြီးမှမပြောနဲ့ဖတ်ပြီးမှအဲ့ဒီတွေကကြမ်းချက်တစ်ချက်ရွေးအကြံပေးလိုက်တယ်ရွေးပြီးမှအဲ့ဒါဒီအဲ့ဒီနဲ့စဉ်းစားဒါဒီလိုပြောတာပါလေဆိုပြီးမှစဉ်းစားဘုရားသခင်ဟုတ်ပြီနော်အဲ့ဒီနဲ့စဉ်းစားမှဘုရားသခင်ကျွန်တော်ဒီဒီပဲသိချင်တယ်ဟုတ်ပြီနော်အဲ့လိုစဉ်းစားပြီးမှအဲ့လိုဘုရားကိုအမြဲတမ်းမေးတယ်ဝိညာဉ်တော်ဘုရားကျွန်တော်ကိုပြပေးပါအဲ့ဒီအတိတ်ကိုပြပေးပါအဲ့ဒါဆိုလို့ရှိရင်တော့ယောရှုကျမ်းခန်းကြီး1အငယ်8မှာရေးထားတယ်ဒီနှုတ်ကပတ်တော်ကိုလိုက်နာမယ်ဆိုပြီးမှအဲ့လိုမျိုးကျမ်းစာကိုနေ့ညမပြတ်ဖတ်ရွတ်တယ်ဆိုလို့ရှိရင်ကအမြဲတမ်းတော့မဖတ်နိုင်ဘူးလေဖတ်ရွတ်တယ်ဆိုတာကရွတ်နေတယ်တနည်းအားဖြင့်တနှုတ်စဉ်းစားနေတယ်အဲ့လိုပြောတယ်အဲ့လိုတနှုတ်စဉ်းစားနေတဲ့သူကိုဆိုပြီးတော့အောင်မြင်ရတဲ့အခွင့်ပေးတယ်လုတ်သမျှကိုအောင်မြင်ရတဲ့အခွင့်ပေးတယ်ကျွန်တော်တို့အောင်မြင်ခြင်းတဲ့ဒါပေမဲ့နှုတ်ကပတ်တော်ဖတ်သလားမဖတ်ဘူးအဲ့ဒါကိုလူအပ်ချက်ပဲဟာလားဟုတ်ပြီနှုတ်ကပတ်တော်ဖတ်ပါအဲ့ဒါကိုစဉ်းစားပါဟုတ်ပြီနော်စဉ်းစားပါတနေ့ကုန်စဉ်းစားနေပါအလုပ်မရှိဟိုအလုပ်လုပ်တဲ့ခါမှာလည်းစဉ်းစားပေါ့ဒါပေမဲ့ခဏနဲ့ဒီလိုအားပြီးမှဒီလိုဒါဦးနောက်စိုက်ကြမလို့တဲ့အလုပ်တွေရှိတယ်လေအဲ့ခါကျရင်တော့အဲ့ဒါစဉ်းစားနေလိုက်အဲ့လိုမျိုးတော်ရင်လာရင်လည်းအဲ့ဒီအချက်ကိုစဉ်းစားနေလိုက်အဖြေပေးတာလိမ့်မယ်ကြားလိမ့်အဲ့ဒီအရာကဘာလုပ်တာလဲဆိုလို့ရှိရင်တော့နှုတ်ကပတ်တော်ဆိုတဲ့ဝိညာဉ်တော်ရဲ့တားဖြစ်တယ်အဲ့ဒီနှုတ်ကပတ်တော်ကိုကျွန်တော်စီမှာနှုတ်ကပတ်တော်ဆိုတာမုတ်နေလေခိုင်းနေပြီနှုတ်ကပတ်တော်အဲ့တော့စားတယ်ဆိုတာကဒီကျွန်တော်ရဲ့တွေးတောမှုဦးနောက်အားလုံးစဉ်းစားစီချမှုအားလုံးဟာနှုတ်ကပတ်တော်နဲ့ဒီလိုတထပ်တည်းဖြစ်လာတယ်တထပ်တည်းဖြစ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်ဟာအရာရာကိုနှုတ်ကပတ်တော်နဲ့ပိုင်းခြားနိုင်စာတန်ကတခုခုနဲ့လင်ညာလာပြီဆိုလို့ရှိရင်တခါလေကာတတ်ခရစ်တော်သူ့ကိုတုံစမ်းတယ်ရပောင်းလေးစေစာချောင်းတဲ့ကမှစာနေမှန်းသိလို့ဖျားသားဆိုရင်ကြောက်ခင်းမှုလုပ်စားပါလားဟုတ်လားဒါလူစရာကြောက်ခင်းမုတ်အားဖြင့်ပဲတက်ရှင်ရတာမဟုတ်ဘူးဖျားသခင်မိန့်တော်မူသည်များအားဖြင့်တက်ရှင်ရတယ်အဲ့ဒါတကယ်မှန်တဲ့စကားဖျားသခင်မိန့်တော်မူသည်များကိုကျွန်တော်တို့လိုက်နာလာပြီဆိုလို့ရှိရင်တော့ကြံတဲ့အရာကသူ့အလိုလိုရှင်းပြေလာတာရှင်းပြေခြင်းနဲ့ဒါပေမဲ့နှုတ်ကပတ်တော်မဖတ်ဘူးဖြစ်နေကြတာအဲ့တော့ဆက်ပြီးမှဒီအဲ့လိုဆက်ပြီးမှ၃ချက်စုံစမ်းနေပေါ့နော်စုံစမ်းပြီးမှအဲ့ဒီကမှခရစ်တော်ကပြန်ဖြေတဲ့အရာကနှုတ်ကပတ်တော်နဲ့ပဲဖြေတယ်တခြားဟာနဲ့မဖြေဘူးအဲ့ဒီနောက်နှုတ်ကပတ်တော်နဲ့ဖြေပြီးမှအချင်းစာတန်နောက်ဆုံးဆိုပြီးမှပြောလိုက်တဲ့ကမှစာတန်နောက်ဆုံးပါတယ်၃ချက်ပြီးတာလေဘာဖြစ်လို့လဲဝိညာဉ်တော်ရဲ့တာသူ့အထင်းမှာရှိဝိညာဉ်တာဖြစ်သွားပြီဝိညာဉ်ဆိုတာကဝိညာဉ်တော်ဆိုတာကတဘိုးရှိတဘိုးပြတာဝိညာဉ်တော်ပဲသုံးပါးတဆူထဲမှာတဘိုးပြတာဝိညာဉ်တော်ပဲခမင်းတော်ကအစီအစဉ်ဆွဲတယ်တားတော်ကလက်တွေ့လှုပ်ဆောင်တယ်သူ့ခန္ဓာအပြင်ဝိညာဉ်တော်ကသူပဋိသင်ယူတဲ့ခါမှာသူ့အထက်ကိုဝင်လာတဲ့ဝိညာဉ်တော်ပြည့်သွားတယ်ဒီလိုအဲ့ဒီနောက်မှာသူ့မှာဝိညာဉ်ဒီနှုတ်ကပတ်တော်ပဲပြောလာတဲ့ခါမှာအဲ့ဒီခါမှာဘာဖြစ်တယ်လဲတဘိုးထွက်လာဝိညာဉ်တော်တားထွက်လာဝိညာဉ်တော်တားထွက်လာတော့နှစ်ဆူတွေ့ရင်လည်းပဲနှစ်ဆူထွက်ရတယ်ငင်လေးနေဆိုရင်တော့ငင်လေးနေရတယ်နှစ်ဆူတွေအကုန်လုံးနောက်အဖျားနာတော့မှပျောက်စေဆိုတာလည်းပျောက်ပါအဲ့ဒါဝိညာဉ်တော်ရဲ့တားဝိညာဉ်တော်ရဲ့တဘိုးထွက်လာဖြစ်တယ်ဒီတော့ကျွန်တော်တို့နှုတ်ကပတ်တော်ငြိမ်းချမ်းခြင်းဟုတ်ပြီဒါကကျွန်တော်တို့လက်လက်ဆုံးဖြစ်တယ်ဘုရားသခင်ပေးတဲ့လက်လက်ဆုံးအဲ့တော့အဲ့ဒီဘုရားသခင်ပေးတဲ့လက်လက်ဆုံးကဘာလဲဓမ္မတရားဆိုတဲ့ခပတ်ခါစီအဲ့တော့ပြောင်းမချင်းရင်ဥပ္ပစာဧဝံဂေလိပြောတဲ့ဧဝံဂေလိပြောဖို့ပြင်ဆင်တဲ့ခြေစွပ်ဟုတ်ပြီနော်ဧဝံဂေလိပြောဖို့ပြင်ဆင်တဲ့ခြေစွပ်အဲ့တော့ယုံကြည်ခြင်းဆိုတဲ့တိုင်လွာအဲ့တော့ကယ်တင်ခြင်းထံကမောင်းဝိညာဉ်တော်ရဲ့နှုတ်ကပတ်တော်ဆိုတဲ့ဝိညာဉ်တော်ရဲ့တာဖြစ်အဲ့ဒါအဲ့ဒါကိုကျွန်တော်လည်းပြောကြည့်အောင်ဓမ္မတရားဆိုတဲ့ခ
စီကျောင်းမချင်းရေဥဒ္ဒစာဧဝံဂေလိတရားပြောခုအစဉ်ဖြစ်တဲ့ခြေစွယုံကြည်ခြင်းဗါလဲတိုင်းလွားအဲ့တော့ကေရင်ချင်းတန်ခမောင်းလုတ်ပတ်တော်ဆိုတဲ့ဝိညာဉ်တော်ရဲ့တာအဲ့ဒီတော့ကျွန်တော်တို့ကတကူလုံးပြည့်သွားတယ်နော်တကူလုံးကောင်းရင်ပတ်ခါချက်ချောင်းပေပဲညာဖက်နေတယ်ဟုတ်ပြီနော်အဲ့ဒါအဲ့ဒါကိုကျွန်တော်တို့ဖတ်ယူပါအလွတ်ကျက်ပါဟုတ်ပြီဒါဆိုလို့ရှိရင်အဲ့ဒါကိုကျွန်တော်တို့ကဝတ်ဆင်ရမှာဖြစ်တယ်အဲ့ဒါအမြဲတမ်းကျွန်တော်တို့စီမှာရှိနေရမှာဖြစ်တယ်နော်ဟုတ်ပြီဆက်ပြီးမှကျွန်တော်တို့ဆက်ရှိကနေ20ပတ်ပါမယ်အမျိုးမျိုးသောသုတောင်းခြင်းနဲ့တဏှာခံခြင်းတို့ဖြင့်အချင်းရှိတည်ဝိညာဉ်တော်၌သုတောင်းကြလောဒုဒုပြုရန်နုနုကြကြရှိလျက်ဇဲလုံးလာအဖြစ်ဝဖြင့်တတ်ရှင်းသူအပေါင်းသူတွေတဏှာခံကြလောငါဒီနှုတ်ကိုဖွင့်တော်ခါပြောရမည်စကားကိုငါအားပေးတော်မူပြီးကောင်းမြတ်သောတည်င်းဆိုင်ပြီးပြုဝဲနေသောအရာကိုရေးရင်စွာပြောရန်အတွက်ငါအတွက်ဆုတောင်းပေးကြလောငါဒီကောင်းမြတ်သောတည်င်းအတွက်တန်ကျိုးဖြင့်ချင်းအောင်ချင်းခံရသောတမန်ဖြစ်ဤသို့ချင်းအောင်ချင်းခံရတော်လေငါဒီဟောပြောတဲ့ဒီအတိုင်းရဲဝတ်စွာဟောပြောနိုင်ရန်ဆုတောင်းပေးကြလောဒီနေရာမှာဆက်ရှိကနေ20တိကဆုတောင်းခြင်းကိုပြောပါတယ်ဆုတောင်းခြင်းဆိုတဲ့နေရာမှာဆုတောင်းခြင်းဆိုတဲ့နေရာမှာဒီဝိညာဉ်တော်အဖြစ်ဆုတောင်းပါဝိညာဉ်တော်နဲ့ဆုတောင်းကြတော့အဲ့ဒီနေရာမှာငါတို့ကြံစီ၍မမြင်နိုင်တဲ့အရာကိုဝိညာဉ်တော်အဖြစ်ဆုတောင်းပေးတယ်ဆိုတာယောမကျမ်းပါအဲ့ဒါကပါလေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘုရားသခင်နဲ့တကယ်ချင်းယူတဲ့အခါမှာအဲ့လိုမျိုးကိုကမျောပြီးမှနော်ဆုတောင်းကြမျောပြီးမှအဲ့လိုမျိုးဆုတောင်းနေတာဖြစ်တယ်ဒါတော့ပါတောင်းပြီးမှလေကိုကမသိတာရှိတယ်လို့ပြောအဲ့ဒါကဝိညာဉ်တော်အဖြစ်ဆုတောင်းတာအဲ့ဒါလောက်ထိအချင်းယူပြီးမှဆုတောင်းပါပြောနေတာမျောတော့တယ်ဆုတောင်းတဲ့အချက်တောင်းဒါပေမဲ့ဘေးကိုအတွက်တောင်းတဲ့အခါမှာအဲ့လိုမဖြစ်ဘူး။အော်အမှုတော်အတွက်တောင်းတဲ့အခါမှာဖြစ်တယ်။တိုင်းနိုင်ငံအတွက်တောင်းတဲ့အခါလူတွေလွတ်မြောက်ခြင်းအတွက်တောင်းတဲ့အခါဖြစ်တယ်။အဲ့ဒါဝိညာဉ်တော်အဖြစ်ဆုတောင်းတာဖြစ်တယ်။ဟုတ်ပြီ။နောက်ပြီးတော့တန်ရှင်းသူတို့တွေအတနာခံကြပါ။တန်ရှင်းသူတို့တွေအတနာခံကြပါဆိုတာကတန်ရှင်းသူတွေဆိုတာကယုံကြည်သူတွေအတွက်ယုံကြည်သူအဲ့ဒီလူတွေတန်ရှင်းသူတွေပဲဘုရားသခင်ကအဲ့လိုပြောထားတယ်အဲ့ဒီမှာယုံကြည်လူတွေတက်လည်းပဲကျွန်တော်အမြဲတမ်းဆုတောင်းပေးပါကျွန်တော်ကိုယ့်အတွက်ပဲတောင်းနေသလားကျွန်တော်အဖို့အတွက်တောင်းပေးနေသလားအဖို့အတွက်တောင်းပေးလာတက်လာရင်နည်းနည်းဟုတ်တာအဲ့ဒီတော့အတင်းတော်အတွက်တောင်းပေးတတ်တာဟုတ်တာနောက်ပြီးတော့မယုံကြည်လူတွေတောင်းတတ်တာဟုတ်အဲ့ဒါတပိလေးနဲ့တိုးတက်တာအဲ့ဒီတော့ဒီမှာ19နဲ့20ကတော့ဘောလူကပြောတယ်သူကတမန်တော်ပဲဘုရားသခင်ကခန့်ထားတဲ့ခေတ်မှာအဲ့ဒီခေတ်ခါတော့တမန်တော်ဆိုတာကအစစ်အမြင့်ဆုံးအမှုတော်ဆောင်ပဲဒါပေမဲ့သူကပြောတယ်ငါအတွက်ဆုတောင်းပေးပါဧဝံဂေလိတရားကိုကောင်းမွန်စွာပြောဖို့အတွက်အဲ့ဒီတည်င်းကောင်းကိုပြောနိုင်ဖို့အတွက်ဆုတောင်းပေးပါငါဟာထောင်ထဲမှာတန်ချုံတဲ့ချီနှောင်တွေမှာခံနေရပေမဲ့ငါဟာဧဝံဂေလိတရားကိုကောင်းကောင်းပြောနိုင်ဖို့အတွက်ဆုတောင်းပေးပါဘောလူထောင်ထဲကြတာကတော့ဘာဖြစ်တယ်လဲဧဝံဂေလိတရားကဧဝံဂေလိတရားကိုကယ်တင်ခြင်းတရားကိုဘုရားသခင်ကဒီမင်းဇိုအာဇာဒီကိုပြောခိုင်းတာမင်းဇိုအာဇာဒီကိုပြောခိုင်းတာမင်းဇိုအာဇာဒီကိုဘာဖြစ်လို့ပြောခိုင်းတယ်လဲသူအမှုဖြစ်နေတယ်အဖမ်းခံနေရတယ်ယုံကြည်ခြင်းတရားကြောင့်မလို့ဖမ်းခံရတယ်ကယ်တင်ခြင်းသတင်းကြောင့်ဖမ်းခံရတယ်အဲ့ဒီခါမှာတမဟောင်းယူဒလူမျိုးတွေကဒီလူဟာငါတို့တရားကိုဖြစ်တဲ့လူဆိုပြီးမှစွတ်ဆွဲတယ်ဘောလူကပြန်ပြီးမှငါဟာအဲ့ဒီတရားကိုဖျက်တာမဟုတ်ဘူးအဲ့ဒီတရားထဲမှာဒီလူရေးထားတဲ့စကားတွေကြောင့်မလို့ဒီလူခရစ်တော်အဖြစ်ပြည့်စုံသွားတယ်ဒါတမဟောင်းကျမ်းမှာရေးထားပြီးမှဟိုဒီပြည့်စုံသွားတဲ့သူကေတင်ရှင်ဟာခရစ်တော်ဘုရားယေရှုဖြစ်တယ်အဲ့ဒီအကြောင်းကိုပြောနေတာသူပြီးမှအခြေအတင်ပြောကြတယ်အခြေအတင်ပြောတော့ဒီမင်းဆိုရတာအဲ့ဒီအရာကိုတရားစီရင်ပေးမဲ့နော်လူဒီကနားထောင်ရတယ်နားထောင်ရတော့သူတို့
အဲ့ဒါလိုညီအားဖြင့်ဘုရားတခင်ကအဲ့ဒီခါမှာသူရေးရေးရင်းရင်းပြောနိုင်ဖို့အတွက်ဆုတောင်းပေးပါပြောနေတယ်ရေးဟောနိုင်ဖို့ဆုတောင်းပေးပါဒါဆိုရင်ကျွန်တော်မေးပါမယ်ကျွန်တော်တို့ကိုယ့်အတွက်ဆုတောင်းသလားတောင်းသလားတောင်းတယ်ဟုတ်ပြီကိုယ်တငယ်ချင်းအတွက်ဆုတောင်းသလားတောင်းတယ်ဟုတ်ပြီတော်တယ်နော်ဟုတ်ပြီကိုမိသားစုအတွက်ဆုတောင်းသလားတောင်းတယ်ဟုတ်ပြီကိုစီးပွားရေးအတွက်တောင်းသလားတောင်းတယ်တငယ်ချင်းစီးပွားရေးအတွက်တောင်းသလားတောင်းတယ်အဲ့ဒါမှနည်းနည်းလေးဟိုစကားနည်းနည်းလေးဘုလိုဒီလိုဖြစ်တာဟုတ်နော်ဟုတ်ပြီအတင်းတော်အတွက်ဆုတောင်းသလားတောင်းပါတယ်ဟုတ်ပြီအတင်းတော်အတွက်ဆရာအတွက်ဆုတောင်းသလားတောင်းပါတယ်တောင်းတယ်ဟုတ်ပြီနော်ကဲမြတ်ကပတ်တော်အတွက်ဆုတောင်းသလားအဲ့ဒီပါလေကျွန်တော်တို့ဒီမှာကျွန်တော်တို့ကဒီနေ့တနင်္ဂနွေနေ့ဒီမှာဘုရားကိုဝတ်ပြုဖို့လာတယ်ဒါပေမဲ့ဒီနေ့ညာရမယ့်တရားဟာတကယ်ကောင်းမြတ်တဲ့တရားဖြစ်ပါတယ်ဘုရားသခင်စီကနေလာတဲ့တရားဖြစ်ပါတယ်ဟောပေးမဲ့ဆရာကိုဘုရားသခင်ခွန်အားပေးပါသူနဲ့အတူရှိပါဆိုပြီးတော့သူဆရာအတွက်ဆုတောင်းပေးတာဘယ်ဒီချိန်လောက်ရှိတယ်လဲတချင်းလည်းတောင်းမယ်မှန်တယ်တောင်းမယ်နော်နှစ်ချင်းအဲ့တော့ကျွန်တော်တို့မခံစားရဘူးပေါ့သူကဆုမတောင်းတော့ဘာဖြစ်တယ်လဲဘူးမခံစားရဘူးမခံစားရတော့ဘူးဝိညာဉ်ရေးရမှာဖြစ်တယ်လေရော့သွားပြီအဲ့တော့ဆုတောင်းပေးပါဆရာတယ်လေဆုတောင်းဆရာဆိုတာလေဘာဖြစ်တယ်လဲသူ့ကိုဘုရားကခန့်အပ်ထားတော့ရှိပေမဲ့တင်းဥဆရာဆိုပြီးမှတရားဟောမဲ့ဆရာတွေခန့်အပ်ထားပေမဲ့သူလည်းယူသားပဲအဲ့လိုသူ့ကိုဘုရားကပဲခေါ်ဟောစေတယ်ဘုရားအားဖြင့်ခေါ်တဲ့ဖြစ်ကျွန်တော်တို့ဆုတောင်းပေးရဒီနေ့အတွက်လည်းဆုတောင်းပေးရဒီမှာရောက်လာမှဒီမှာအခမ်းအနားမှုကနှုတ်ကပတ်တော်တဲ့သူအခမ်းအနားဆက်ကရင်းနဲ့စူးစောင်းသွားတာတော့ပဲစီလို့ရှင်မရှိဘူးအင်္ဂလိပ်ကအချိန်ယူပြီးမှဆုတောင်းရအဲ့တော့ဒီကျွန်တော်တို့အချင်းချင်းဘာဖြစ်လဲတန်ရှင်းသူများဆိုတော့အချင်းချင်းမှမပြေမလည်ဖြစ်နေအဲ့ဒီမပြေလေမှုအတွက်ဆုတောင်းရဘုရားသခင်ရဲ့အလိုတော်တိုင်းဘုရားသခင်ဖြစ်လာလို့ဆုတောင်းအဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့ဒါလည်းပဲကျွန်တော်တို့ကပါလဲဆိုလို့ရှိတော့အဲ့ဒါလည်းပဲကျွန်တော်တို့ဘာဖြစ်နေတဲ့နေ့နဲ့တုံးမှဆိုလို့ရှိရင်တော့တန်ရင်လက်ကအစာရှောင်ဆုတောင်းတယ်20ရက်ဆုတောင်းတယ်အဲ့တော့7နှစ်နဲ့14မှာဆိုလို့ရှိရင်တော့ကောင်းကင်တမန်ရောက်လာပြီးမှသူ့ကိုပြောတယ်မင်းစဒီမှာဆုတောင်းကလေးကငါကြားတယ်ဘုရားသခင်ကလွတ်လိုက်တယ်ဒါပေမဲ့ဘေရတိဘယင်ကငါတာစီထားတယ်ဘေရတိဘယင်တာစီထားတယ်ဆိုတာကအဲ့ဒီမှာဘယင်လောကမှာရှိတဲ့ဘေရတိဘယင်ကိုပြောနေတာဒါပေမဲ့ကောင်းကင်မှာဘေရတိဘယင်ကိုချုပ်ကန်နေတဲ့မန္တန်မရှိဘူးလားအဲ့ဒီမန္တန်နဲ့သူကတိုက်နေရတာဒီမှာမကောင်းတဲ့လူတွေရဲ့ကိုယ်စလဲကိုမှရှိတယ်နော်တကယ်အချုပ်တွေရဲ့ကိုယ်စလဲကိုမှရှိတယ်အဲ့ဒီလူတွေနဲ့တိုက်နေရတာတိုက်နေရတော့နောက်ဆုံး20ရက်ကြာမှာပဲတန်ရီလာစီကောင်းကင်တမန်ရောက်လာတယ်အဲ့ဒါကိုကျွန်တော်တို့ဆုတောင်းပြီဆိုလို့ရှိရင်တော့မဖြစ်နေတာလေကောင်းကင်ယံမှာစစ်ဖြစ်နေတာဟုတ်ပြီနော်တမန်တရားနဲ့ဆိုင်တဲ့ဆုတောင်းခြင်းအတင်းတော်နဲ့ဆိုင်တဲ့ဆုတောင်းခြင်းအမှုတော်ဆောင်များတဲ့ဆုတောင်းခြင်းအဲ့တော့တိုင်းနိုင်ငံဒီပြောင်းလဲဖို့အတွက်ဆုတောင်းခြင်းနိုးထမှုဖြစ်ဖို့အတွက်ဆုတောင်းခြင်းဒီနေရာဒီမှာဘယ်နေရာမှာဖြစ်နေတယ်လဲကောင်းကင်ယံမှာရှိမာနကလည်းမျိုးစုံကိုဒီတင်းတော်ကိုမနိုးထအောင်ညှဉ်းညူးဆောင်တဲ့နှောက်ယှက်ဖို့အတွက်ခတ်ထားတဲ့ဆိုးတွေရှိတယ်အဲ့တော့အဲ့ဒီနိုးထဖို့ရဆူတောင်းပြီးဆိုတော့အဲ့ဒီနဲ့ဆိုတဲ့ကောင်းကင်တမန်နဲ့စစ်တိုက်အောင်ကျွန်တော်တို့ဆူတောင်းခြင်းဟာကျွန်တော်တို့ကတိုက်နေတာမဟုတ်ဘူးကောင်းကင်တမန်ကတိုက်ပေးတာကောင်းကင်တမန်အလုပ်လုပ်အောင်ဟုတ်ပြီနော်ကျွန်တော်တို့ဆူတောင်းတာအဲ့တော့ပြန်ပြီးကျမ်းပါလေပဲပြန်ပြီးကျမ်းခန်းကြီးစနစ်အငယ်ခုနှစ်နဲ့စနစ်အဲ့ဒါတော့ထပ်လိုက်ပြီနော်ပြန်ပြီးကျမ်းခန်းကြီးစနစ်အငယ်ခုနှစ်ကနေစနစ်ကျွန်တော်
ကောင်းကင်၌စစ်ဖြစ်လေ၏မိခေလာနှင့်သူ၏ကောင်းကင်တမန်တို့သည်နဂါးနှင့်တိုက်ခိုက်ကြ၏နဂါးနှင့်သူ၏တမန်တို့သည်ပြန်လေတိုက်ခိုက်တော်လေအနိုင်မရကြဒါနဂါးဆိုတာကမာနကိုပြောတာဟုတ်ပြီနော်ကောင်းကင်၌သူတို့အတွက်နေစရာမရှိတော့ထိုအခါတကဘာလုံးကိုလက်ဖြား၍မာနတိဟုသောစာတန်ဟူ၍ကောင်းကင်၎င်းအခေါ်ခံရသည့်ရှေးမွေခေါင်းတီးဟုသောနဂါးသည်မြေကြီးပေါ်သို့ပြစ်ချခြင်းခံရ၏သူနှင့်အတူသူ၏စေတမန်တို့သည်လည်းပြစ်ချခြင်းခံရ၏ထို့နောက်ကောင်းကင်မှခြေလောင်သောအတန်ကငါတို့၏ဘုရားသခင်ရဲ့ကယ်တင်ခြင်းတကူသောနိုင်ငံတော်နှင့်ကိုယ်တော်၏ခရစ်တော်၌ရှိသောအာဏာစက်တို့သည်ယခုပေါ်ထွန်းလေသည်အကြောင်းမူကားငါတို့ညီကိုများကိုဆွတ်ဆွဲသောသူသည်ဟုသောငါတို့ဘုရားသခင်ရှေ့တော်၌နေ့ရောညပါသူတို့ကိုဆွတ်ဆွဲပြောဆိုသောသူသည်ပြစ်ချခြင်းခံရပြီအဲ့ဒါလိုတဲ့နော်အဲ့ဒီနေရာမှာနော်ကျွန်တော်တို့ရဲ့ဆုတောင်းခြင်းကကောင်းကင်မှာစစ်ဖြစ်လေစစ်ဖြစ်တော့ဒီမှာဒီဗျာဒိတ်ကျမ်းဟာမဖြစ်လာသေးတဲ့အရာကိုရေးထားတာနော်တချို့ကအဲ့ဒီတော့မဖြစ်လာတဲ့ကောင်းကင်မှာရှိတဲ့မာနနဲ့သူ့ရဲ့တမန်ဒီကကောင်းကင်တမန်ဒီနဲ့တိုက်တယ်ဒါပေမဲ့သူတို့ရှုံးတယ်ရှုံးပြီးမှတဖြည်းဖြည်းနဲ့မြေပြင်ကိုပြစ်ချခံရတယ်မြေပြင်ပြစ်ချခံလိုက်ရတယ်တဲ့အဲ့ဒီတော့မှတဲ့ကောင်းကင်မှာခြေလောင်တဲ့အတန်ဝုန်းဆိုတော့ထက်လာတယ်အဲ့ဒီခြေလောင်တဲ့အတန်ကငါတို့ဘုရားသခင်ရဲ့ကယ်တင်ခြင်းတကူတော်နိုင်ငံတော်နဲ့ခရစ်တော်ရဲ့အာဏာဆက်အခုပေါ်ထွန်းပြီးပြောတယ်အဲ့ဒါအခုကယ်ချီဆောင်ခြင်းဖြစ်တာပြောတာဟုတ်ပြီနော်ချီဆောင်ခြင်းဆိုတာကဒီနေရာဒီကိုနတ်ဒီအကုန်လုံးဒီကိုဝုန်းစင်တော့ရောက်အကုန်လုံးကုန်ပြီကောင်းကင်မှာကုန်သွားပြီဆိုမှကျွန်တော်တို့ကကယ်တင်ခြင်းဖြစ်ဒီမှာကယ်တင်ခြင်းဖြစ်အဲ့တော့ကျွန်တော်တို့ဟာဘယ်တော့နောက်ဆုံးကာလဖြစ်သွားမလဲဘယ်တော့ခြေဆောင်ခြင်းဖြစ်လာမလဲလို့ပြောကြတယ်အဲ့ဒီခါကျွန်တော်တို့ကိုဒီနေရာဒီကြမ်းချက်တွေကပြီးပြီအမြဲဆုတောင်းပါဟုတ်ပြီနော်အမြဲဆုတောင်းပါအမြဲဆုတောင်းရင်ဆုတောင်းတဲ့ဆိုလို့ရှိရင်တော့ဒီနိုင်ငံတော်အတွက်ဆုတောင်းနေတဲ့ဆိုတော့ဘုရားသခင်နဲ့အတူတိုက်နေတာပဲဖြစ်တယ်တကယ်လက်တွေ့တိုက်နေတာကကောင်းကင်တမန်ကြီးတိုက်နေတယ်အဲ့ဒီအစီအစဉ်ထဲမှာဘုရားပေါ်ပြထားတဲ့အတိုင်းအဲ့ဒီအကုန်လုံးဒီစာနာမဏတ်တွေအကုန်မြေပြင်ပေါ်ရောက်ပြီဆိုတာနဲ့ကယ်တင်ခြင်းဖြစ်ပြီခရစ်တော်ရဲ့နိုင်ငံအကုန်လုံးစပြီအဲ့လိုဖြစ်သွားအဲ့တော့ဒီအဲ့ဒီတော့အဲ့ဒီနေရာမှာနော်ဘယ်လိုလူတွေလည်းပြန်ပြီးမှဆက်ရှိနေတယ်လဲဆိုလို့ရှိရင်တော့ဆက်နစ်ကိုဖတ်ညီကိုများသည်ဒုတငယ်၏အတွေ့အကြုံအားဖြင့်၎င်းမိမိတို့တက်တဲ့ခံသောနှုတ်ကပတ်တော်အားဖြင့်၎င်းသူတို့ကိုအောင်နိုင်ကြ၏သူတို့ဒီအတေတွေးတော်ဒုတငယ်ရဲ့အတွေ့အကြုံအားဖြင့်ကိုနင်းတွေ့ရတယ်။ဘာတွေ့ရတယ်လဲဆိုလို့ရှိရင်တော့ဒီမကောင်းမှုတွေအများကြီးများလာတယ်တွေ့ရတယ်။ဟိုကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဟိုးတက်ငယ်မသိဘူးဆိုတာခက်နေတိုင်းလူကိုနင်းပါတယ်။တလင်းစာဒီထဲမှာပါတယ်။အဲ့ဒါအရင်တုန်းကမကြားဘူးတဲ့အခြေအနေမျိုးကိုရေးထားတယ်။အဲ့ဒါတွေကမာနကဒီလောကကိုညာကြီးဆင်းလာတဲ့နတ်ဆိုးတွေကောင်းကင်ကနေဆင်းလာလို့ဟုတ်ပြီနော်ဆင်းလာလို့အဲ့ဒါသူတို့ကမကောင်းတာကိုပိုးပြီးမှလုပ်ခိုင်းတာဖြစ်တယ်။နောက်ပြီးတော့အရင်တုန်းကခိတ်နဲ့ဒီခိတ်နဲ့ရှင်သက်ရင်လည်းအရင်တုန်းကအဲ့ဒါတော့မကောင်းဘူးမရှိသေးဘူး။ဒီခိတ်မှာမကောင်းဘူးကခုလူရောင်းသွားတယ်ဆိုတာကအစိတ်အပိုင်းလိုက်ရောင်းသွားတော့တာ။ဒီမှာကဘာမန္တလေးစုံးတဲ့ပြည့်နေတာကဟိုတရုတ်ပြည်တို့တရုတ်ပြည်ဆိုလို့ရှိရင်တော့ဟိုအစိတ်ပိုင်းဆိုလေးချီရတဲ့အခြေအနေမျိုးရှိတယ်။ပတ်စံနေလေးလို့ရတယ်။အနောက်နိုင်ငံသားတွေကအဲ့လိုမျိုးသူပတ်စံတော့ရှိပြီးမှGreek အစိတ်ပိုင်းကိုချုပ်ရင်းနေအဲ့ဒီမှာတရုတ်ပြည်လာနေတယ်။အဲ့လိုနဲ့နာမည်ဆိုးနေကြော်ကြတယ်။အဲ့ဒါလူကိုအဲ့ဒီအစိတ်ပိုင်းတွေကနေရတယ်လူကိုတရိษံတဲ့တောင်အစိတ်ပိုင်းတစ်ပိုင်းပြီးတစ်ပိုင်းရောင်းစားနေတာမျက်စိလူရင်မျက်စိထုတ်ပလိုက်တယ်ရောင်းစားပြီးမှလေးပေးလိုက်တယ်အဲ့တော့အသေးလူရင်အသေးရောင်းစားပေးလိုက်တယ်နှလုံးလူရင်နှလုံးထုတ်ပြီးမှရောင်းပေးတယ်အဲ့ဒီမှာအချုံတောင်ခံရတဲ့လူတွေလည်းအများကြီးအဲ့ဒါလူကြီးသူ့စရိုက်ကြီးများလာဒါကမာနဆင်းလာတယ်ဆိုတဲ့အချိန်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့
ပြောတဲ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ဒီနေ့ပြောနေတာကကိုလုံခြုံစိတ်ချမှုလည်းဖြစ်တယ်ကေတင်ချင်းစိတ်ချမှုလည်းဖြစ်တယ်နောက်ပြီးတော့ဖယားသခင်ရဲ့အလုတ်မှာအတူတူဖယားသခင်နဲ့ပါဝင်တာလည်းဖြစ်တယ်ဒါကြောင့်မလို့လက်နဲ့စုံကိုဝတ်ကြပါယုံကြည်နဲ့အဲ့ဒီလက်နဲ့စုံကိုဒီညကျမ်းစာမှာပါခဲ့တယ်ပဲဖတ်ပြီးမှအဲ့ဒီလက်နဲ့စုံကိုကျွန်တော်ပြောထားတယ်အဲ့ဒါကိုတတိယဝတ်ကြပါအဲ့ဒီနောက်ဆုတောင်းခြင်းမှာအားကြီးကြပါအမှုတော်အတွက်ဆုတောင်းပါချင်းတွေဆုတောင်းပါရန်သူဘယ်သူလဲဆိုတာကိုသေးချာအမြဲတမ်းတတိယပါလူချင်းမဟုတ်ဘူးဆိုတာလည်းပဲတတိယပါအဲ့လိုနည်းနဲ့ကျွန်တော်တို့ကဖယားတခင်ရဲ့ဘုဒ္ဓတော်ဖြစ်မှာပါဝင်ရအောင်လို့ခွန်အားပေးတာဒီမှာရနာပါတယ်အားလုံးပေါ်ဘုရားခင်ကြွယ်ဝစွာကောင်းချီးပေးပါစေအာမင်